ရှင်ယခုဖြောပြတင်ဆက်နေတာတော့ BC 2ရာစုမှAD 9ရာစုထိထွန်းကားခဲ့တဲ့ပြူခေတ်အကပဲဖြစ်ပါတယ်ယခုဖြောပြတင်ဆက်နေတာတော့AD 17ရာစုမှAD 13ရာစုအထိထွန်းကားခဲ့တဲ့ပကံခေတ်အကပဲဖြစ်ပါတယ်
ပြောပြတဲ့ဆက်နေတာတော့အေဒီ18ရာစုမှာ19ရာစုထိထွန်းကားခဲ့တဲ့ကုန်းမောင်ခေတ်ကဖြစ်ပါတယ်တင်ဆက်နေတာတော့အေဒီ19ရာစုအစောပိုင်းထွန်းကားခဲ့တဲ့ရတနာဘုံခေတ်အကပဲဖြစ်ပါတယ်ရှင်တင်ဆက်ရအောင်ယခုမြေမောက်ခေတ်အကပဲဖြစ်ပါတယ်ရှင်
။